ပြတ်သွားပြီးရဲ့ move on လုပ်လို့မရတဲ့သူတွေအတွက်ရည်ရွယ်တာပေါ့နော်။ဘာလို့လဲဆိုတော့လူတွေရဲ့အကျင့်နဲ့ဗီဇပေါ့နော်။ကိုကဒီတယောက်ကိုချစ်တယ်မေးလို့မရလို့ပြန်တွဲလိုက်တယ်ဆိုရင်တော့မှသူနဲ့အရင်ကကိုနဲ့ရှိခဲ့တဲ့ pattern ကိုပေါ့နော်။သူကပြန်ပြီးလုပ်နေသေးလို့ရှိရင်ဥပမာကွာ X နဲ့မတွဲနဲ့လို့ပြောတာမဟုတ်ဘူးကွာ X တိုင်းမှာသူတို့ကကိုယ့်စီပြန်ဝင်လာတဲ့အခါမှာအရင် pattern ကိုသူ let go လုပ်ခဲ့လားဆိုရင်မေးခွန်းသူ့ကိုလည်းမေးကိုလည်းမေးကိုမှလည်းအပြစ်ရှိမှာပဲသူမှလည်းအပြစ်ရှိမှာပဲအဓိကကွာဒီလားအရင်တော့က pattern အရင်တော့က consciousness level နဲ့ကိုစီပြန်ဝင်နေဆိုရင်အဲလုံးဝလက်မခံတဲ့ X ဒါမှမဟုတ်ဘူး तू ကပြောင်းလဲသွားတယ်သူကိုသူလည်းသူ reflect တည်ပြန်လုပ်ပြီးတော့အရင်တော့ကအစမပြေခဲ့တဲ့ workout မဖြစ်ခဲ့တဲ့အရာတွေကိုအခုတူပြန် try ကြည့်ချင်တာဆိုရင်တော့ okay ရဲ့ X နဲ့ပြန်တွဲဖို့ဒါပေမဲ့ try ကြည့်ရဲဒါပေမဲ့အရင်တော့ဟာတွေပြန်ပေါ်လာတယ်အရင်တော့အကျင့်အတိုင်းပဲအစပိုင်းကတော့ဟုတ်တယ်လို့နဲ့အရင်တော့အကျင့်အတိုင်းပဲဆိုလို့ရှိရင်အချိန်ကုန်တာပဲအဖက်တင်တယ်အချိန်ကုန်တယ်အလားတရားတွေကုန်တယ်နောက်ဆုံးကွာတချို့တွေဆိုလို့ရှိရင်အိတ်ဆိုင်ပြီးချစ်တဲ့သူတွေရှိတယ်အိတ်ဆိုင်ပြီးချစ်တဲ့သူတွေဆိုငွေပါကုန်တယ်အမျိုးသမီးတွေ how to be a goddess how to be a queen ဆိုရင်ကိုကကွာမပြတ်နိုင်လို့လက်ခံခဲ့ပြီးမှတော့တင်းရမကောင်းတွေဘာတွေလုပ်မနေနဲ့ကိုဟာကို reflect လုပ်မင်းသူ့ကိုဝင်ခွင့်ပေးထားတာမင်းပဲသူမဟုတ်ဘူးသူဘလောက်ဝင်ချင်မင်းတကားပိတ်ထားရင်ဝင်လို့မရအောင်အဲ့သူဝင်လာမယ်ဆိုရင် Ace ဝင်လာမယ်ဆိုရင်သူမဟုတ်အကျင့်တစ်ချိန်ကကိုပေါ်မှာအကျင့်မကောင်းခဲ့ဘူးတဲ့သူပေါ့နော်အကျင့်မကောင်းတယ်ဆိုတာထက်ကွာကိုနဲ့ compatible မဖြစ်တာပေါ့ဟိုလိုမျိုးကြီးဆိုးနှောင်းပြောတာမဟုတ်ကွာဥမာသူကကွာတည်ရမလားချိန်ထားပြီးရင်မလာဘူးကွာအဲ့အကျင့်ရှိတယ်ဒါပေမဲ့အဲ့ဒါကြီးကိုကွာတိခံပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ second chance ပေးရဲ့ဒီတိုင်းပဲချိန်ထားပြီးလို့ရှင်ပြပြောက်သွားဆက်ဖြစ်ပေါ်ဒီတိတ်မမွားလေးတွေကလည်းပေါ့နော်လူတွေကိုစိတ်ထန်ရလေးတွေသေးစီဖြစ်သွားအခါမှာလူတွေရဲ့စိတ်ထဲမှာဖြစ်သွားလဲထက်ချရမှာကြောက်တဲ့စိတ် healthy ဖြစ်တဲ့ relationship ကိုမတိဆောက်ချင်တော့မတိဆောက်ရဲတော့ချစ်ကိုမယုံကြည်တော့ဘူးဆိုပြီးတော့အဲ့လိုဖြစ်သွားတတ်တယ်တကယ်ဖြစ်သွားတတ်တယ်အဲ့ဆိုလူရဲ့အုံနောက်ကကွာတည်ရမလား तू ကဒဏ်ရာတွေပေါ်မှာသင်ခန်းစာမယူဘဲနဲ့ဒဏ်ရာတွေကိုကိုက defense လုပ်ရင်ပို့ပြီးတော့ဆိုးတယ်အဲ့ကိုရဲ့ဒဏ်ရာတွေကိုသင်ခန်းစာယူဒါပေမဲ့ဒဏ်ရာတွေကိုလေရှောင်ဖို့တွေတိုက်ခိုက်ဖို့တွေမကြိုးစားနဲ့ဒဏ်ရာစီကနေရှောင်ပြေးဖို့လည်းမကြိုးစားနဲ့ဒဏ်ရာကိုတိုက်ခိုက်ဖို့လည်းမကြိုးစားနဲ့ဒီဒဏ်ရာကိုမှရှိခဲ့ဆိုရင် Ace ပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ဘဝရဲ့ experience ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒဏ်ရာတွေကိုကိုကပြစမ်းမှာဒီကနေငါဘာတင်လို့ရလဲဒီအဖြစ်အပျက်ကိုငါဘာလို့လက်ခံမိခဲ့ရလဲဒီအဖြစ်အပျက်ဖြစ်ဖို့ငါသူ့ကိုဘာလို့ခွင့်ပြုခဲ့ရလဲပေါ့အဓိကကိုယ့်ကိုအပြစ်မတင်တဲ့စိတ်နဲ့နော်လူတွေကပြဿနာတစ်ခုဖြစ်လာရင်တစ်ဖက်လူကိုသို့မဟုတ်တစ်ဖက် situation ကိုအခြေအနေကိုအပြစ်တင်တယ်သို့မဟုတ်ရင်ကိုအပြစ်တင်တယ်အဲ့ဒါဘာလို့လဲသိလားငယ်တော့မိဘတွေက training လုပ်ခဲ့ရကွာဒါလေးတောင်သုံးကြောက်လားဖြစ်ပြန်ပြီးသို့မဟုတ်ကလေးတစ်ခုခုဖြစ်ရင်လည်းမိဘတွေကငါကလေးကိုမလုံးနဲ့နင်ကဘာမှမလုပ်လဲအဲ့လိုမှားမှန်ကွာသိလားဟိုကိုသားသမီးဆိုတဲ့စိတ်နဲ့အဓိကတော့အတ္တကိုအခြေခံပြီးတော့ကိုအပြစ်တင်တဲ့စိတ်တွေသို့မဟုတ်သူများပတ်ဝန်းကျင်ကိုအပြစ်တင်ခိုင်းတဲ့စိတ်တွေကကျမတို့ဒီမိဘတွေစီကနေလက်ဆင့်ကမ်းလာတာအဲ့တော့အသက်တွေကြီးလာတော့ပြဿနာတစ်ခုကြုံလာရင်လည်းအခြေရေးမှာပဲဖြစ်ဖြစ်ပြဿနာပဲဖြစ်ဖြစ်ဆိုကိုကသုံးမကြလို့တွေသူများသုံးမကြလို့တွေဆိုတဲ့ဘောင်တွေက pattern ကိုမထွက်နိုင်ဘူးအဲ့ကျမရဲ့ consciousness training မှာကျမအဓိကဘာသင်ပေးလဲဆိုလူတွေကို reflect လုပ်တတ်ဖို့နော် reflect လုပ်တတ်ဖို့သင်ပေးတယ်ဒါပေမဲ့သင်ပေးတဲ့အခါမှာလည်းတချို့တွေက message ကိုမရဘူးသူတို့ရချင်တဲ့ဟာရသွားတယ်အဲ့ဒါလည်းကျမကယ်တင်လို့မရဘူးကျမလည်းကယ်တင်ဖို့တောင်းဝင်မရှိဘူးအဓိကလူသားတိုင်းကိုယ့်ရဲ့ fullest potential လို့ခေါ်တဲ့အမြင့်ဆုံးလူသားစွမ်းရည် consciousness level ကိုရောက်ရမယ်ပြဿနာတွေကြုံလာရင်လူဖြစ်တဲ့အတွက်စိတ်တိုးစရာရှိရင်တိုးလို့ရတယ်ဒါပေမဲ့စိတ်တိုးမှုကသူများကိုဒုက္ခပေးမှုမဖြစ်စေနဲ့ကိုယ့်ဟာကိုယ်စိတ်တိုးလာရင်အသက်ရှူချက်ချင်းမတုတ်ပြန်နဲ့တီးခံရမှာလည်းမဟုတ်ဘူးပြန်လောက်ရမှာလည်းမဟုတ်ဘူး reflect ပဲလုပ်မှန်ကြည့်တယ်လို့မျိုးဒီဖြစ်ကငါ့ကိုဘာပေးလဲဒီဖြစ်မှာငါဘာရသွားလဲဒီဖြစ်ကငါဘာသင်ခန်းစာယူလို့ရလဲအဲ့လိုပဲဘဝထဲကို ace တွေတကယ်ချင်းအဟောင်းတွေအစမပြေခဲ့တဲ့လူဟောင်းတွေဝင်လို့ရှိရင်လဲကိုမေးသူတို့ကိုမမေးခင်ကိုမေးငါသူတို့ကိုလက်ခံဖို့သူတို့ရဲ့ pattern တွေကပြောင်းလားမပြောင်းလားဆိုတော့ငါ check လုပ်ပြီးပြီလားငါရောအဲ့ဒီမပြောင်းတဲ့ pattern ကိုလက်ခံနိုင်ရဲ့လားသူတို့မပြောင်းရောငါလက်ခံနိုင်ရဲ့လားမေးကဲသူတို့ဘက်ကလည်းသူတို့ဘာသာသူတို့ပြန်မေးခိုင်းမင်းကိုမေးကြည့်ငါစီကိုပြန်ဝင်လာမယ်ဆိုရင်မင်းဒီ pattern တွေမင်းဆက်ပြီးစုပ်ကိုင်ထားသေးလားသူတို့ပြောမှာပေါ့မစုပ်ကိုင်တော့ပါဘူးပြောင်းလဲသွားပြီပဲဖြစ်နေဖြစ်တယ်အပြောချက်အလုပ်ကိုကြည့်ဟုတ်ပြီနော်အပြောချက်အလုပ်ကိုကြည့်လူတယောက်ရဲ့ဗီဇပုံကိုချိန်ဘယ်လောက်မှမကြပါဘူးအဓိကဒီမှာပြောချင်တာကတော့ဘဝထဲမှာဘယ်အခြေအနေပဲဖြစ်ဖြစ်ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်ဘယ်ပုံကိုပဲဖြစ်ဖြစ်ကိုကလက်ခံထားမှရောက်တာကိုကလက်ခံထားမှရတာကိုက cut off လုပ်ရဲရင်ကိုက boundary ထားရင်
ဘယ်အရာမှတင်အောင်မတုံးလို့စီဘူးစိတ်ညစ်ဆက်ရှင်ညစ်ပလိုက်အေးဒုက္ခတော့မပေးနဲ့သူများကိုလည်းဒုက္ခမပေးနဲ့ reflect လို့ပြန်ကြည့်ငါဘာမှားလဲသင်ခန်းစာယူ okay နော် thank you so much